ဒီကားကတော့ကဘာပေါ်မှာအင်ဂျင်တန်အလှဆုံးကားလို့ကားချစ်သူတွေသတ်မှတ်ထားကြတဲ့ Lexus LFA ပဲဖြစ်ပါတယ် Lexus LFA ကိုဂျပန်ကားသမိုင်းလေးမှာအထူးကောင်းမွန်တဲ့စူပါကားတစ်စီးအဖြစ်တည်ထားကြတယ်အကြောင်းကတော့ Lexus ကဒီ 4.8 liter V10 engine ကို RPM တက်တန်တုံခါတန်တွေကိုအလွယ်တကူမဖန်တီးနိုင်တဲ့ 9000 RPM ထိတက်အောင်ဖန်တီးထားတယ်LFA ရဲ့ exhaust အတန်ကိုလည်း Yamaha ရဲ့ music division နဲ့ပူးပေါင်းပြီးအတန်ရည်အထိကိုအကောင်းမွန်ဆုံးဖြစ်အောင်တွန်းလှစ်ထားကြတယ်လို့သိရပါတယ်။ဒါကြောင့် LFA ကို musical supercar လို့တောင်ခေါ်ကြတယ်။ body structure ကလည်း carbon fiber reinforced polymer ဖြစ်ပြီး Lexus က LFA ကိုအလေးချိန်သက်သာအောင်ကိုယ်ထည့်ရဲ့ 70% လောက်ကို carbon fiber နဲ့တည်ဆောက်ထားတဲ့တကဘာလုံးမှာလည်းအစီး900သာထုတ်ထားပြီးတစီးချင်းကိုအည်သွေးမကျအောင် hand built စနစ်နဲ့ပြုလုပ်ထားတဲ့ Japan Craftshift အပိနဲ့ supercar တစ်စီးပဲဖြစ်ပါတယ်။အမြန်နှုန်းကတော့3 to 5 km/h ထိရပြီး0 to 100 km/h ကို 3.7 စက္ကန့်လောက်အတွင်းအောင်တက်နိုင်ပါတယ်။အခုလက်ရှိမှာတော့ LFA ကတော့ rare ဖြစ်ပြီးဈေးနှုန်းကမီလီယံဒေါ်လာအထိတက်နေတဲ့အတွက်စူးစီးသူတွေချစ်ကြတဲ့ Japan supercar legend တစ်စီးပဲဖြစ်ပါတယ်။နောက်ထပ်လာမယ့်ဗီဒီယိုတွေအတွက် follow လုပ်ပြီး support လုပ်ပေးကြပါဦးနော်